ကဲဟော်ရာဘေးတဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Burmese Movie Record Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာတဝမ်းကထိတ်လန့်ချော်ကြစရာဟော်ရာကားကောင်းတွေကိုမှဗီယူမှုဖြစ်ကြတဲ့ပြည်သက်ကြီးတွေတကယ် PMN ကိုခြေခံပြီးရိုက်ကူးထားတဲ့သမိုင်းဝင်တရေကားကြီး The Conjuring ရဲ့ပထမဆုံးကားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်အစမှာတော့နာမည်ကျော်နံလောကစုံစမ်းစစ်ဆေးသူဝါရန်ဇနီးမောင်နှံကသူတို့ကြုံတွေ့ခဲ့ရတဲ့နာမည်ကျော်အန်နာဘဲရုပ်ရှင်အကြောင်းကိုဟောပြောပွဲတစ်ခုမှာရှင်းပြနေတာနဲ့စတင်ထားပါတယ်တစ်ဖက်မှာလည်းကာရိုလိုင်းနဲ့ရောဂျာတို့မိသားစုဟာသမီးလေး9ယောက်နဲ့အတူအင်ကြီးတအိမ်ကိုပြပြပပပြောင်းရွှေ့လာခဲ့ကြပါတယ်။ဒါပေမဲ့အင်ကြီးတွေကိုအားလုံးဝင်သွားတဲ့အချိန်မှာတော့ထူးဆန်းတာတစ်ခုကသူတို့ရဲ့ခွေးလေးဟာအိမ်ထဲကိုမဝင်မဲ့အပြင်ကနေတစားစားဟောင်းပြီးသတိပေးနေခဲ့တာပါ။နောက်တနေ့မနက်မှာတော့အဲ့ဒီခွေးလေးဟာအပြင်မှာတည်ဆိုးနေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာဒီအိမ်ထဲမှာတစ်ခုခုရှိနေပြီဆိုတဲ့နမိတ်ဆိုးပါပဲ။အိမ်ထဲမှာလက်ခုပ်တီးပုံနှံကစားရင်းနဲ့ဖွက်ထားတဲ့မြေရောက်ခန်းတကားကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ထူးဆန်းတာတွေဇက်တိုက်ဖြစ်လာပါတယ်။အိမ်ထဲကအနာကြီးအလုံးဟာမနက်3:09မိနစ်မှာကြပြိုင်နဲ့ရက်တန်းသွားတာအိပ်ပျော်နေတဲ့ကလေးတွေရဲ့ခြေထောက်ကိုစုံတယောက်ကနေအတင်းဆွဲချတာဗီဒီယိုတွေကနေမမြင်ရတဲ့လက်တစ်ဖက်ကလက်ခုပ်တီးပြလာတာတွေဒီလိုနဲ့ပဲအခြေအနေတွေကပိုဆိုးလာပြီးမိခင်ဖြစ်သူကာရိုလိုင်းရဲ့ကိုယ်ပေါ်မှာလည်းဘယ်ကမှန်းမသိတဲ့အညိုမဲဆွဲတံရတွေပေါ်လာတဲ့အတွက်နောက်ဆုံးမှာတော့ဝါရန်ဇနီးမောင်နှံစီအကူကြီးတောင်းခံခဲ့ရပါတော့တယ်။အဲနဲ့လော်ရင်းတို့ရောက်လာပြီးစုံစမ်းလိုက်တဲ့အခါမှာတော့ဒီအိမ်ဟာအရင်ကဗရှိပါဆိုတဲ့ဆုံးမကြီးနေထိုင်ခဲ့တဲ့နေရာဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမဟာမိမိရဲ့9ရက်သားအရွယ်ကလေးကိုစာတန်စီရစ်ပူဇော်ခဲ့ပြီးတစ်ပင်မှာဇွေရိုးချတည်ဆုံးခဲ့တဲ့သူပါ။သူမရဲ့ကျင်းစာကတော့ဒီမြေပေါ်မှာခြေချခဲ့တဲ့မိခင်တိုင်းဟာကိုကလေးကိုကိုယ်တိုင်ပြန်သက်စေရမယ်ဆိုတာပါပဲ။အခုလဲအဲ့ဒီဆုံးမကြီးရဲ့ဝိညာဉ်ဟာကာရိုလိုင်းရဲ့ကိုယ်ရဲ့ကိုတဖြည်းဖြည်းကျူးကျော်ဝင်ရောက်ပြီးသူမကိုသုံးချဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဇလန်ဆက်ရှင်အမြင့်ဆုံးအခန်းမှာတော့ကာရိုလိုင်းဟာဆုံးမကြီးရဲ့ပူးကတ်မှုကိုအပြေအဝခံလိုက်ရပြီးသူမရဲ့သမီးလေးတွေကိုတတ်ဖို့အတွက်မြေအောင်ခန်းထဲကိုပြန်သွားပါတော့တယ်။အဝါရန်ကလည်းအသင်းတော်ရဲ့ခွင့်ပြုချက်ကိုမစောင့်နိုင်တော့ဘဲကိုယ်တိုင်ပဲဆုံးထုတ်နှက်ထုတ်အခမ်းအနားကိုအသက်နဲ့ရင်းပြီးလှုပ်ဆောင်ခဲ့ပါတယ်။မိစ္ဆာရဲ့အစွမ်းတွေကြောင့်အင်ကြီးတအိမ်လုံးတုန်ခါနေပြီးကလထိုင်နေပါလေတဲ့ပြန်တက်နေချိန်မှာလော်ရင်းကကာရိုလိုင်းကိုသူမရဲ့မိသားစုနဲ့ပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေကိုပြန်လည်သတိရအောင်အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘလောက်ပဲစွမ်းထက်တဲ့မိစ္ဆာဖြစ်ပါစေမိခင်တယောက်ရဲ့သားသမီးပေါ်ထားရှိတဲ့စစ်မှန်တဲ့မိခင်မြတ်တာကိုတော့မရှင်နိုင်ခဲ့ပါဘူး။ကာရိုလိုင်းဟာမိစ္ဆာကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပြီးမိသားစုအားလုံးလည်းပြန်လည်ဆုံးသီးသွားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပါရန်မိသားစုဟာဝိညာဉ်ဆိုရဲ့ဘေးကနေလွတ်မြောက်ခဲ့ပြီးဝါရန်စုံတွေကတော့သူတို့ရဲ့ဒူးဆန်းတဲ့ပစ္စည်းတွေစုဆောင်းရာအခန်းထဲကိုဂီတတစ်တာလေးတစ်ခုထည့်သွင်းခဲ့ပါတယ်။ The Conjuring ဟာကြောက်စရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်တင်မကပဲမိသားစုရဲ့ချစ်ချင်းမြတ်တာနဲ့ယုံကြည်မှုတွေရဲ့ဆွမ်းအားကိုပြသသွားခဲ့တဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်။ကဲပြည်သက်ကြီးဒီဇာတ်လမ်းကတကယ်ဖြစ်မှန်ကိုအခြေခံထားတာမို့ပို့ပြီးတော့ကြည်တိစားကောင်းလာပါတယ်။အခုပထမပိုင်းမှာနေဒီလောက်ရခုံခဲ့ရရင်ဒုတိယပိုင်းမှာကိုဘယ်လိုထပ်ပြီးထိတ်လန့်စရာတွေလာအောင်မလဲဆိုတာနောက်ထပ် movie recap အသစ်တွေအတွက်ကျွန်တော်တို့ရဲ့ Burmese movie recap ကို subscribe လုပ်ပြီးအားလုံးလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ Hello, welcome to Burmese Movie Recap channel. If you like to watch videos, subscribe to my channel for more movies. Have a nice day.